မှာစားစရာကောင်းလာတဲ့တနေ့တော့မန္တလေးမျိုးကြီးတက်ပြီးစားတယ်ဆိုတော့ဗျာနေလာပါကိုထိုင်ပါထိုင်တိတ်ကောင်းပါလေဟောကောင်းပါကိုကြီးကကောင်းမလေးကိုတအားချစ်တာသူမျက်နှာတစ်ချက်အပြတ်မခံနိုင်ဘူးအညိုညင်မခံနိုင်ဘူးအဲ့တော့ကိုကြီးရဲ့ကောင်းမလေးစားကျင်တာကိုအကောင်းဆုံးဖြစ်အောင်စီစဉ်ပေးနော်ကိုကြီးကောင်းမလေးသဘောကျတယ်ညီလေးတို့ပြန်တဲ့ကကိုကြီးကပေါင်းစုကောင်းအောင်ပေးတယ်ဟောကျွန်တော်အကောင်းဆုံးဖြစ်စရာပါအေးနောက်တစ်ချက်ရှိတယ်ဟုတ်ကွာညကိုကြီးကိုကြီးကဘာဆောင်မှလဲကြားတယ်တဲလေးမှာပင်လေစာဘဲကမှာလိုက်မယ်ပင်လေစာအစုံဘန်းလေးတစ်ပွဲပေးပြီးတော့တစ်ချောက်တုတ်တစ်ပွဲပေးပြီးတော့ငါးခဲဘက်တစ်ပွဲပေးကိုကြီးတောင်းရင်းကြီးလေးတောက်ပါတောက်ဗျာတောက်စီဗျာဆိုတောင်းရင်းကြီးလေးပွဲပေးလားဟဲ့ဆောင်းကမာတဲ့ဟာအေးမပါဘူးလားလို့ဟုတ်တာဘာမအောင်လဲအေးမအောင်ဟာငကမောက်ပြော်လေးတောက်ပါငကမောက်ပြော်ရှာမယ်ဗျာဟေးညလေးခက်လောက်မာစရာရှိလို့မလေးတဲ့ဘာလို့ကိုပိုက်တာရှင်ကဒီမိန်းကလေးဝင်နေအောင်မှာရှင်ကတက်တက်ရွေးပြီးခေါ်ရဆိုဘာလဲရှင်မျက်နှာပြောင်တက်ဝင်ရှောက်တက်လူပဲမုံလေကိုကောင်းလေးတဲ့ဒီလေးနန်းဝေးလို့တော့ဘာစကားမှမပြောနဲ့ရှင်ကလေကျမရှိနေအောင်ဒါကမျက်နှာပြောင်တက်ပြီးကိုယ်ရှောက်နေကျမကိုယ်ရမှာဆိုဘလို့နေမလဲမသိဘူးကြောက်ပြီးရှင်လိုလူမျိုးနဲ့ကျမဒီနေရာမှာပဲဆက်ဖြစ်တာကောင်းတယ်မုံလေတဲ့ရမင်းမစားပိုက်တာလားရှင်မမပန်းနေပွင့်တာမဟုတ်ဘူးလူရင်းသိတယ်သိနေတာကွာနားလေလားဟုတ်ကိုကြီးညီလေးခက်လောက်ကွာကိုစားပဲအားအောင်လဲဗျဟဲ့ဟိုဘီယာတလုံးဘီယာရောင်းမှလားငါ့ကိုတရားဟိုးမှာစွမ်းနာမသားဘူးအခုတောက်လို့ရပြီကွာကောင်မလေးလစ်တော့မင်းမလွတ်လိုက်ဘူးလားမဟုတ်ပါဘူးကိုစားပဲရေနေမင်းငါ့ကိုစားပေးလို့မခေါ်နဲ့တော့နော်အခုငါစားပေးမဟုတ်တော့ကောင်မလေးလစ်သွားပြီရိုးရိုးကိုကြီးဖြစ်သွားပြီရိုးကိုကြီးပဲခေါ်တော့ရိုးပဲခေါ်မှာဟုတ်ကဲ့ကိုလာတော့လေခုနကကျွန်တော်ကိုစားပဲလို့ခေါ်ရင်မဟုတ်ပဲမယ်လို့ပိတ်ချမနေနဲ့လေဟမ်ဟိုဆက်ဆိုင်ကိုကောင်းမလေးကြည့်သွားတယ်အကောင်မလေးပြောပြလိုက်တယ်ပေါ့ဟုတ်တယ်မင်းကဘာလို့မပြောတာမသိဘူးလေကိုကြီးကောင်းမလေးကိုဘူးမဟုတ်တာဆိုတော့ယူရတာသိမယ်တင်တော့ကွာပတ်ဆိုင်မရှိတော့ဘူးကွာပတ်ဆိုင်မရှိမှတော့ငါပုံစံမရမှာဘောကွာဟာယောဖုန်းလည်းမရှိတယ်ကလည်းအဲ့ဒါလေးမင်းသိတယ်ပေါ့သိတယ်ဗျာငါကောင်မလေးမဟုတ်ဘူးဆိုတာသိတယ်ပေါ့သိတယ်မင်းဘာလို့အကုန်သိနေဩသိရဒီကိုခေါ်လာတာအဲ့ကောင်မလေးကလေယောက်ျားတဲ့ကောင်နဲ့ဒီကိုလာနေတာဗျာကျွန်တော်ဆိုင်ဟမ်ဟုတ်တယ်ဗျာဟုတ်သူကလေကျွန်တော်တို့မြောက်ပြမှာဆိုရင်စားစော်ကြီးကိုကြီးလား What the fuck bro နာမည်က GC ဝင်းမင်းငါ့ပုံသိနေပါလားဟုတ်သိဆိုတာကျွန်တော်ရှိသေးတယ်ဗျာဒါနဲ့ကိုကြီးကျွန်တော်အထင်ကိုကြီးဒီကိုမလာခင်တက်ကုတ်ကထွက်လာတာမလားဟုတ်အဲ့ဒါဆိုတော့တေချာပါပြီကိုကြီးကျွန်တော်ပြောပြမယ်ကိုကြီးဒီနားမှာစေးကန်းလေးရှိတယ်စေးလေးပါလေပတ်ဆက်လိုက်ဘာပြောနေဟောဘာဖြစ်လဲဆိုရင်သူကယောက်ျားတဲ့ကောင်နဲ့တက်နေပြီတို့ကရှိရမှာကျွန်တော်ကြားလို့ဒါဆိုတော့ရပါတယ်ကျွန်တော်ကပြောတော့စေးပညာကိုဒီမှာမလုပ်ခင်ကကျွန်တော်ဒီငန်းလေးတော့လေ့လာတာကျွန်တော်အကြမ်းမြင်နားလဲကျွန်တော်ကြည့်ပြီအေးလုံးမကွာကိုကြီးသွေးကြောတွေပြောင်းပြန်ဖြစ်ဟုတ်လားကိုကြီးယောဂလူပဲဆိုတော့တိတ်ချသွားပြီဗျာဟုတ်လားအလုံးစုံနေတစ်လားနေပြီကိုကြီးသေးပြီးသားမှထားလိုက်ချေးတာကောက်စားWhat the fuck bro